အားလုံးပဲမင်္ဂလာပါရဒီနေ့မှာတော့စတစ်နဲ့ဆက်ပြရမှာဖြစ်ပါတယ်စတစ်ဒီလိုစကေးချေပဲနော်စကေးတော့ဝယ်မယ်ဟိုစကေးကိုကျွန်တော်နောက်ဆုံးထားလိုက်မယ်ညလည်းရေခဲလေးဖြစ်ပါစေနော်အဲ့တော့စကေးလေးနဲ့ဒါလေးနဲ့shop တော့ပွဲဆော့ပြဆိုရီလာမစဦးတော့ပွဲဆော့ပြတော့လောက်ပါနမဟောနမဆော့ကြဗျာနိုင်မှာကြည့်ထားပါကျွန်တော်လုံးနေနိုင်ပါတယ်ကျွန်တော်လိုက်လေးပေးခဲ့ပြီးပါလို့ကျေးဇူးပါတယ်လို့ပြီးပါပြီအားလုံးဘိုင်ဘိုင်